ခင်မလာလေးကိုဖြစ်ခဲ့တာဘူးလို့ဒါကြောင့်လက်နိုင်မှုတော်ကြီးချီတော်နာဘလို့ဘလို့လက်နိုင်မှုတော်ကြီးချီတော်နာHe